တချို့လူတွေတိတ်ဆိတ်သွားတယ်ဆိုတာနာကျင်လုံးလို့အတန်မထွက်နိုင်တော့တာပါတိတ်ဆိတ်သွားတယ်ဆိုတိုင်းမုန်းသွားတာမဟုတ်ပါဘူးတချို့တော့တိတ်ဆိတ်ခြင်းတွေကတအားနာကျင်ရလုံးလို့အတန်မထွက်နိုင်တော့တာပါတမင်တကာအတန်တိတ်နှိပ်စက်တာနဲ့နာကျင်လုံးလို့ဆွန့်အားသွားတာလုံးဝကွာခြားပါတယ်အတန်တိတ်နှိပ်စက်တယ်ဆိုတဲ့ silent treatment ကတစ်ဖက်လူကိုထိန်းချုပ်ဖို့အပြစ်ပေးဖို့ရည်ရွယ်ချက်နဲ့တမင်လုပ်တာပါဒါပေမဲ့နာကျင်ခံစားရလုံးလို့တိတ်ဆိတ်သွားတာကတော့စိတ်ပိုင်းဆိုင်ရာပြိုလဲသွားတာပါလူတစ်ယောက်ဟာအယမ်းကိုနာကျင်ရပြီးတော့စိတ်တွေပင်ပန်းသွားတဲ့အခါစကလုံးတွေမထွက်နိုင်တော့ပါဘူးတယောက်ကကိုယ်ကိုရှောင်ဖယ်သွားတဲ့အခါသူ့ကိုအပြစ်မတင်ခင်မှာကိုပြန်မေးကြည့်ဖို့လိုပါတယ်သူကခမည်းတော်ကိုအပြစ်ပေးဖို့ကြိုးစားနေတာလားဒါမှမဟုတ်သူကိုယ်တိုင်နစ်မွန်းပြီးအတန်တိတ်သွားတာလားဆိုတာဟုတ်ပါတခါတလေကိုဘေးမှာရှိတဲ့အတန်တိတ်သွားတဲ့သူတွေကိုလည်းနားလည်ပေးဖို့လိုပါတယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့တိတ်ဆိတ်ခြင်းတွေဟာတိတ်တဆိတ်အကူအညီတောင်းနေတဲ့အတန်တိတ်ငိုကြွေးတန်ကြီးဖြစ်နေတယ်လို့ပါပဲ။ခင်ဗျားတို့ရဲ့အမြင်လေးတွေအတွေ့အကြုံလေးတွေကိုလည်း comment ထဲမှာဆွေးနွေးသွားလို့ရပါတယ်။ကျေးဇူးတင်ပါတယ်။